ရိုးသားခြင်းဤအောင်ပွဲရှိသောကတာယာတပတ်တဲ့ရွာလေးတဲ့ရွာမှာကြောဆိုတဲ့ကောင်လေးတစ်ယောက်ရှိပါတယ်သူဟာပန်းပင်လေးတွေကိုအရန်ချစ်မြတ်လို့သူပါရွာမှာတစ်စင်ချင်းပတဲ့ပန်းအလားဆိုင်ပြန်ပွဲမှာဆုရဖို့သူအမြဲအိမ်မက်လေးရှိပါတယ်ဒီနေ့မှာတော့ကြောဟာရွာလမ်းဘေးကခြုံပုတ်လေးနာမှာထူးခြားတဲ့ပိုးအိတ်အသေးလေးတစ်ခုကိုတွေ့ခဲ့ပါတယ်အိတ်ကလေးဟာနေရောင်အောက်မှာတားလက်တောက်ပနေပြီးယတနာတစ်ခုလိုထိမှန်းရပါတယ်အိတ်ထဲကိုဖွင့်ကြည့်လိုက်တဲ့အခါရွှေရောင်တောက်နေတဲ့မျိုးစေ့လေးတွေကိုတွေ့လိုက်ရပါတယ်ဒါဟာရှားပါတဲ့ပန်းမျိုးစေ့တွေပဲဖြစ်ရမယ်လို့သူတွေးနေတော့သူတငယ်ချင်းမလင်းနွေးနွေးရောက်လာပါတယ်ကြောနင်ဒီတစ်ပြိုင်ပွဲအတွက်ပါထူးခြားတဲ့မျိုးစေ့တွေရထားလို့လဲလို့နွေးနွေးကမေးပါတယ်ကြောဟာရွှေရောင်အိတ်ကလေးကိုသူကြောနောက်မှာအမြန်ဖက်လိုက်ပြီးဘာမှမဟုတ်ပါဘူးသာမန်မျိုးစေ့တွေပါလို့လိန်ပြောလိုက်ပါတယ်အိမ်ရောက်တဲ့အခါကြောဟာအဲ့ဒီမျိုးစေ့တွေကိုစိုက်ဖို့ပြင်ဆင်ပါတယ်ဒါပေမဲ့သူ့စိတ်ထဲမှာတမျိုးကြီးဖြစ်နေတယ်ဒါငါပစ္စည်းမှမဟုတ်တာတယောက်ပျောက်သွားတာဖြစ်မှာပဲလို့သူတွေးမိပါတယ်အဲ့ဒီအချိန်မှာအဘိုးဦးမြတ်ကလမ်းမပေါ်မှာတခုခုကိုပြတလဲရှာဖွေနေတာကိုကြောမြင်လိုက်ရပါတယ်အဘိုးရဲ့မျက်နှာဟာအရန်ကိုစိတ်မကောင်းဖြစ်နေပြီးမြေကြီးပေါ်မှာအသက်အတန်လိုက်ရှာနေပါတယ်ကြောဟာအဘိုးကိုမမြင်ချင်းရောက်ဆောင်ပြီးသူ့ခြံထဲကိုပြန်ဝင်သွားပါတယ်သူဟာမြေတူးပေါ်ပြားကိုကန်ထားပေမဲ့စိတ်ထဲမှာတော့လက်ပြမလို့ဖြစ်နေပါတယ်သူဒီမျိုးစေ့တွေကိုစိုက်လိုက်ရေးပြန်ပွဲမှာနိုင်မှာတေချပေမဲ့စိတ်ကတော့မပြောနိုင်ပါဘူးအဲ့ဒီညမှာကြောအဲ့လိုမပြောပါဘူးမတရားတဲ့နီးနဲ့ရတဲ့အောင်မြင်မှုဟာတကယ်ရောဂုံယူဖို့ကောင်းပါမလားလို့သူကိုပြန်မင်းနေမိပါတယ်အဘိုးဦးမြတ်ရဲ့ဝမ်းနေနေတဲ့မျက်နှာကိုပဲသူမြင်အောင်နေမိတယ်နောက်တင်းနေမနေ့မှာတော့ကြောဟာအဘိုးဦးမြတ်စီကိုသွားပြီးရွှေရောင်အိတ်ကလေးကိုပြန်ပေးလိုက်ပါတယ်အဘိုးပျောက်သွားတဲ့အိတ်မလားကျွန်တော်တွေ့ခဲ့လို့လာပေးတာပါလို့ပုံခံလိုက်ပါတယ်အဘိုးဦးမြတ်ကပြုံးပြီးကြောကိုတာမန်ပဲစစ်လေးတစ်စစ်ပေးလိုက်ပါတယ်ရိုးသားချင်းဆိုတဲ့မျိုးစေ့ကိုအရင်စိုက်ပျိုးနိုင်မှတပတ်တဲ့ပန်းတွေပွင့်လာမှပါမြင်လေးလို့ဆုံးမစကားပြောလိုက်ပါတော့တယ်ကြောဟာဆုမရခဲ့ပေမဲ့သူစိတ်ထဲမှာတော့အောင်နိုင်သူတယောက်လိုပေါ်ပါသွားပါတော့တယ်